သူ့ရက်ကမြင်းပေါက်ကလေးတစ်ကောင်လောက်ရက်ရှိတယ်စစ်တီတော်တယောက်လိုတောင့်တင်းတဲ့ကြွသားတွေရှိတယ်ဘရင်တစ်ပါးလိုခမ်းနားတဲ့အမူအရာတွေရှိတယ် Great Dane ဆိုတဲ့အာဝုတွေကြောင့်ခင်ဗျားတို့ကြားဘူးလားအဲ Great Dane ကြောင့်ကျွန်တော်တို့လေ့လာသွားကြမယ် Great Dane နဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဒီကောင်တွေအကြီးကြီးဗျာသူတို့ကြည့်တယ်ကြောက်စရာကြီးဟာဒီကောင်ကြီးကငါတို့ကိုဖျဲမှာလားပေါ့ကျွန်တော်တို့ကြောက်ကြတယ်ဒါပေမဲ့တေချာလဲပေါင်ကြည့်လိုက်တော့ဒီကောင်တွေကဒီလိုမျိုးရဲဝံ့တဲ့စစ်တီတော်တယောက်ရဲ့ခန္ဓာကိုယ်ကြီးထဲမှာနူးညံ့သိမ်မှုတဲ့နှလုံးသားရှိနေအောင်ကျွန်တော်တို့သိကြလိမ့်မယ်ဒါကြောင့်ခွေးချစ်သူတွေကသူတို့ကို Gentle Giant ဆိုပြီးတော့ကျွန်တော်တင်စားခေါ်ကြတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ Great Dane တွေရဲ့တမိုင်းကြောင်းကိုကျွန်တော်တို့နည်းလေ့လာသွားကြမယ်မလေ့လာခင်မှာထုံးစံတိုင်းပေါ့ကျွန်တော် channel လေးကို subscribe လုပ်ပေးဖို့ video လေးကို like share လေးနဲ့အားပေးဖို့ကျွန်တော်တောင်းဆိုလိုပါတယ်ဒီနေ့ Great Dane တွေရဲ့စစ်မြစ်ကတော့ Germany ပါဒါပေမဲ့သူတို့ရဲ့ဘိုးဘီတွေက Germany ကစခဲ့တာမဟုတ်ဘူးပြီးခဲ့တဲ့နှစ်2000လောက်ကဒီ Molossian Dog ဆိုတာရှိတယ် Molossian Dog ဆိုတာဘာလဲဆိုတော့စစ်တီတော်ခွေးတွေစစ်တီတော်အာဝုတွေပေါ့ဒီကောင်တွေကလူတွေနဲ့အတူစစ်သားတွေနဲ့အတူစစ်မြေတွေမှာတိုက်ပွဲဝင်ရတယ်အဲ့တော့ရဲစန်းတတိနဲ့ပြည့်စုံတယ်ကြက်ခိုင်တဲ့ခန္ဓာကိုယ်တွေရှိတယ်ပြီးလို့ရှိရင်သူတို့ရဲ့စစ်တီတော်တွေကိုလည်းသူတို့ကကာကွယ်ပေးရတယ်။အိုးအိမ်စီးစိမ်တွေကိုလည်းကာကွယ်ပေးရတယ်။ဒီနေ့ခေတ် Great Dane တွေရဲ့ဘိုးဘီတွေကအဲ့လိုမျိုးဖြတ်တန်းခဲ့ရတာ။နောက်ပိုင်းမှာသူတို့ရဲ့ဇင်းမြစ်ကဥရောပတစ်လွှားကိုပြန့်သွားတာပဲဖြစ်ပါတယ်။အဲ့လိုနဲ့အလက်ခေတ်ဥရောပကိုရောက်လာအောင်။လက်ခေတ်ဥရောပမှာကျတော့ဘာတွေခေတ်စားလဲဆိုတော့တောဝက်လိုက်တာတွေခေတ်စားတယ်။တောဝက်ဆိုတာခင်ဗျားတို့သိရတယ်ပဲ fighter ဒီကောင်တွေကမြင်းလိုပါလို့တော့မှတုံးနေလဲအောင်အဆွဲနဲ့ကောက်ပတ်နိုင်တယ်။အဲ့လိုကောင်တွေ။အဲ့တော့တောဝက်ကိုလိုက်ဖို့အရန်ကိုခေတ်စားလာတဲ့အချိန်မှာတောဝက်လိုက်ဖို့အတွက်ကိုစွန့်ရည်တက်တည်ရှိရမယ်တက်လုံကောင်းအောင်မယ်ကြက်ခိုင်တဲ့ခန္ဓာကိုယ်ရှိရမယ်အဲ့လိုမျိုးအာဝုတွေကိုသူတို့ကစပြီးတော့တုံးဆွဲလာကြတယ်အဲ့ဒီကောင်တွေကိုဘိုးကတော့ဆိုပြီးတော့နာမည်ပေးတယ်ဒီကောင်တွေကဒီတောဝက်တွေကိုရင်ဆိုင်နိုင်တယ်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့သခင်မလာခင်ထိကိုဒီတောဝက်တွေကိုသူကထိန်းထားနိုင်တယ်ရေစွမ်းတက်တည်လည်းပြည့်စုံတယ်အဲ့ဒီကောင်တွေကကျွန်တော်တို့ Great Dane တွေရဲ့ဘိုးဘီတွေပဲဖြစ်ပါတယ်အဲ့လိုနေကနေပြီးတော့ကျတော့16ရာစု18ရာစုကိုရောက်လာတဲ့အချိန်မှာ Great Dane တွေကလုံးဝတဆင့်တက်သွားတယ်လုံးဝ luxury dog တွေဖြစ်သွားတယ်အစစ်အသက်ရှိတဲ့လူတွေမှာ Great Dane မွေးတာမင်းညီမင်းသားတွေမူးမတ်ပိုပါတယ်သူတို့ကမှ Great Dane တွေကိုမွေးတယ်သူကဂုံးသေးတစ်ခုအနေနဲ့မွေးတာမွေးလာပြီးတော့သူတို့ကိုညဘက်မှာဆိုရင်အဲ့ဒီ Great Dane တွေကစောင့်ရှောက်ကြတယ်စောင့်ရှောက်ကြတဲ့အတွက်သူတို့ကအိတ်ဖန်ဆောင်ခွေးဆိုပြီးတော့လဲသူတို့ကိုတင်စားပြီးခေါ်ကြတယ်အဲ့လိုနဲ့ဒီဘက်ခေတ်ကိုရောက်လာတယ်ပေါ့ဗျာ1888အဲ့ဝင်ကျင်လောက်မှာကျတော့ဒီဂျာမနီနိုင်ငံမှာသူတို့ကဒီ Great Dane ဆိုပြီးတော့ကျတော့သူတို့ကစံချိန်စံညွှန်းတစ်ခုနဲ့တတ်မှတ်လိုက်ပြီးတော့ Great Dane ဆိုတဲ့မျိုးစိတ်ကိုတတ်မှတ်လိုက်တယ်တတ်မှတ်ပြီးတော့ကျတော့သူတို့လိုချင်တဲ့အချက်တွေပါအောင်သူတို့ကပြုစုပြောထောင်ယူတယ်ပြုစုပြောထောင်ယူပြီးတော့ကျတော့1888လောက်ကျတော့ဒီ Great Dane Club of Germany ဆိုပြီးတော့ဂျာမနီမှာ club ဖွဲ့လိုက်တယ်ဖွဲ့လိုက်ပြီးတော့ကျတော့ဒီသူတို့ရဲ့ရဲဝင့်တဲ့စိတ်ထားတွေပြီးတော့တိုက်ပွဲဝင်လို့စိတ်တွေစစ်တီတော်ရဲ့စိတ်ထားတွေကိုရှော့ချပြီးတော့ကျတော့နူးညံ့တဲ့စိတ်ထားတွေပါဝင်လာအောင်လို့မျိုးစိတ်ကိုသူတို့ကပြုစုပြောထောင်ယူလိုက်တယ်ပြီးမှကျွန်တော်တို့ဒီနေ့ခေတ် Great Dane ဆိုတဲ့အခြေအနေကိုကြောက်လာတာပဲဖြစ်ပါတယ်ပြီးတော့ Great Dane တွေကသူတို့ကို Apollo Dog ဆိုတင်စားကြတယ် Apollo Dog ဆိုတာဘာလဲဆိုတော့သူကအားကစားခွေးတွေပေါ့ဗျာသူတို့ရဲ့ခန္ဓာကိုယ်ကတကယ်ကိုအားကစားလုပ်ဖို့အတွက်တင့်တော်တယ်ပေါ့လူတွေကလည်းစိတ်ဝင်စားတယ်အဲ့လိုမျိုးသူတို့ကို Apollo Dog ဆိုပြီးတော့တင်စားကြတယ်ဒီကောင်တွေကအရက်ကလည်းတော်တော်ရှိတယ်လေဒီ Great Dane အထီးတွေကဆိုရင်ပုံမှန်ပခုံးထီအရှိက86 cm လောက်ရှိတယ်အမတွေကတော့81 cm လောက်ရှိတယ်ပြီးရင်ကိုလေးချိန်ကတော့ကီလို50ဝန်းကျင်လောက်ဒီကောင်နဲ့လေးတယ်ပေါ့နော်ပြီးရင်အရက်ကလည်းရှိတယ်ကျေပြတ်တဲ့ခြင်းအုပ်တွေလည်းရှိတယ်ခက်ခက်ညာညာကြီးပေါ့ဗျာခက်ခက်နာနာကြီးပေါ့မသိရတော့ကြောက်မှာပေါ့ Great Dane ကောင်ကိုကျွန်တော်တို့ကကြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့စပြီးသတိထားမိတာသူ့ရဲ့အရွယ်စားပဲဘာလို့လဲဆိုခုနပြောသလိုပဲမြင်းမောက်တကောင်ရဲ့အရွယ်လောက်ရှိတာလေအဲ့တော့ကျတော့ဒီကောင်ကြီးကကြည့်လိုက်တာနဲ့လုံးဝအဟန့်ကြီးဖြစ်နေတာပေါ့နော်အယောင်ကြောက်လည်းဒီကောင်လေးအယောင်လှတယ်အယောင်အဆုံးလာတယ်ပထမဆုံးကတော့ Fawn Color ပေါ့နော် Fawn Color ဆိုတာကျွန်တော်ပြောနေကြနှင်းစီဖြော့ရောက်ပေါ့ဗျာအဲ့လို Fawn Color လာတယ်ပြီးလို့ရှိရင်သူတို့ကBrindle လို့ခေါ်တဲ့အကြားလေးလာတယ်ပြီးလို့ရှိရင် Blue လို့ခေါ်တဲ့သူတို့ကမိခိုးပြာပေါ့မိခိုးပြာရောင်လေးလာတယ်အဲ့ဒါပြီးလို့ရှိရင်သူတို့က Harley Quinn ဆိုတာလာတယ် Harley Quinn ဆိုတာကြတော့ဘယ်လိုလို့ဆိုကြတော့အဖြူပေါ်မှာအနက်ပြောက်ကြီးတွေနဲ့ချစ်စရာကြီးဗျာအဲ့ပုံစံမျိုးလာတယ်ပြီးရင် Mandel ဆိုတာလည်းလာတယ် Mandel ဆိုတာကြတော့ဒီအနက်ရောင်ပေါ့အနက်ရောင်ပေါ်မှာသူကလေဘင်းလို့ခြေပြလက်ဖျားလို့မှာသူကအဖြူအောင်လေးနဲ့လာတာအဲ့ပုံစံမျိုးကြီးလာတယ်ပြီးတော့ Great Dane တွေမှာသူ့အယောင်တိုင်းမှာသူ့ကိုယ်ပိုင်အလှတစ်ခုစီရှိတယ်ဒါကတော့ Great Dane တွေရဲ့ထူးခြားချက်စိတ်ဝင်စားစရာလည်းကောင်းပါတယ် Great Dane တွေကခုနပြောသလိုပေါ့သူကအကောင်ကြီးကကြီးတော့ကြတော့လူတွေကဆက်စားခြင်းတော့ကြောက်တယ်ဒါပေမဲ့နောက်ပိုင်းပေါင်းကြည့်လိုက်မှဒီကောင်တွေကငပေါ်ခွေးကြီးတွေပါချစ်စရာကြီးတွေပါအဲ့လိုမျိုးသိသွားတာပေါ့နော်ပြီးတော့တားလေးချစ်စရာကောင်းတယ်ပြီးတော့သူတို့ခန္ဓာကိုယ်ကြီးကိုသူတို့ကြီးအောင်မေ့သွားတယ်မေ့သွားပြီးဘာဖြစ်သွားလူပေါ်ခုံတက်ပြီးတော့သူတို့ကိုသူတို့ပေါက်စားလေးလို့ထင်တတ်တယ်အဲ့လိုမျိုးလေးရှိတယ်တခုရှိတာဒီကောင်တွေကအရွယ်ကြီးတဲ့အတွက်ကလေးနဲ့ဆော့ရချိန်တော့တခင်တွေကတော့ကြည့်ပြီးလို့လိုတာပေါ့သူတို့ကတော့ချစ်လို့ပဲနှုတ်သီးနဲ့တို့လိုက်တယ်ဟိုမှာကလေးကပက်လက်လန်ဆိုဒါမျိုးတွေဖြစ်တတ်တယ်လေအဲ့ကြောင့်မလို့သူတို့နဲ့ကလေးနဲ့ထိုင်တော့ကျွန်တော်တို့ကကြည့်ပြီးလို့လိုတယ်ပြီးတော့ Great Dane တွေကလူတွေကိုခင်တယ်လူတွေကိုချစ်တယ်
ပြီးတော့သူကလူတွေကိုကျင်းတတ်မှုပေးခြင်းတယ်ဗျာလူတွေစိတ်ချမ်းသာမှသူတို့ကလည်းပြောတာလူတွေနဲ့မှနေရလည်းကြိုက်တယ်ဒါကြောင့်မလို့အကောင်ကြီးပေမဲ့လို့သူတို့နဲ့တက်တောင့်တက်တာနေရာကျယ်ဝန်းတစ်ခုရရင်ဒီကောင်တွေကိုမွေးလို့ရတယ်ဒါက grade 10ရဲ့အားသာချက်တစ်ခုနောက်တစ်ခုကတော့ grade 10မွေးမယ်ဆိုရင်တော့သူတို့ကိုကျွန်တော်တို့ကပုံမှန်လက်ချောက်ပေးဖို့လိုတယ်အစာအာဟာရကိုမျှတအောင်ကျွေးပေးဖို့လိုတယ်ပြီးလို့ရှိရင်သူတို့ကိုလေးချိန်ထိမ့်ပေးဖို့လိုတယ်အာဝုတွေကိုကျွန်တော်မွေးတဲ့အချိန်မှာလေးချိန်မတက်အောင်ထိမ့်ပေးရတော့ဒါအရေးကြီးတယ်ဒီကောင်တွေကခန္ဓာကိုယ်အကြီးကြီးရှိနေတော့ချစ်စရာလည်းကောင်းတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးရဲ့အတွက်သူတို့မှာဘာတွေပိတ်ဆက်ရလဲပိတ်ဆက်ရရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့သူတို့ကခန္ဓာကိုယ်ကြီးရဲ့ရင်အုပ်ကျဲတဲ့အတွက်သူတို့ရဲ့အစာလမ်းကြောင်းကလေအစာလမ်းကြောင်းကလိန်သွားတာတို့အစာလမ်းကြောင်းခိုင်းမိတာတို့အဲ့ဒီပြဿနာရှိတယ်ပြီးလို့ရှိရင်သူတို့မှာတင်မဆုံရိုးပြဿနာရှိတယ်ပြီးတော့အစစ်ပြဿနာရှိတယ်ဗျဒီကောင်တွေကရက်ရှည်တယ်ပြီးတော့ကြတော့ဝေးလဲကြီးရဲ့အတွက်အစစ်အယိုးပြဿနာလည်းရှိတယ်ပြီးတော့အာဝူအကြီးမျိုးဖြစ်တဲ့အတွက်သူတို့ရဲ့တက်တန်း9နှစ်ကနေ10နှစ်လောက်ပဲရှိတယ်အဲ့ဒါကတော့ကျွန်တော်မကြိုက်ဆုံးအချက်ပဲဗျာကျွန်တော်တို့အာဝူလေးတွေကျွန်တော်တို့အသက်ရှင်နေနေတာဟုတ်အတားချက်အနေနဲ့ဆိုရင်တော့သူတို့ကအရန်နူးညံ့တယ်မိသားစုကိုချစ်တတ်တယ်ပြီးတော့ကလေးတွေလည်းအဆင်ပြေတယ်ပြီးတော့ခန္ဓာကိုယ်ကလည်းကြီးကြီးဆိုတော့စစ်တီတော်ဗီဇရှိနေတာဖြစ်တဲ့အတွက် तू ကအကာအကွယ်ပေးလို့စိတ်လည်းရှိတယ်ဉာဏ်ကောင်းတယ်သင်လို့ပြုလို့ရတယ်အားနဲ့ချက်အနေနဲ့ကတော့ဒီကောင်တွေကအကောင်ကြီးတဲ့အတွက်ကျွန်တော်တို့ကုသမယ်ဆိုလဲကုသစရိတ်ကုန်တယ်ဗျာပြီးတော့တက်တန်းတိုတယ်ကျွန်တော်အဲ့ဒါမကြိုက်ဘူးဗျာနောက်တော့အကောင်ကြီးတဲ့အတွက်နေရာအခြေဝန်းတစ်ခုတော့လိုတယ်ပြီးတော့အကောင်ကြီးတဲ့အတွက်ကျွန်တော်တို့စကနေရစောစီစီပေါင်းသင်းဆက်ဆံရေးတွေဘာတွေတင်ထားဖို့တော့လိုတယ်ဒါမှလည်းကျွန်တော်တို့စိတ်ချလက်ချထားလို့ရမှာလေဟိုပေါင်းသင်းဆက်ဆံရေးမတက်ဘူးဆိုရင်အဆင်မပြေဘူးပြီးတော့ကျတော့ grade 10တွေကိုကျွန်တော်တို့ celebrity တွေတချို့ celebrity ကမွေးထားတယ်ကင်တယ်ဂျန်နာတို့ကင်တယ်ဂျန်နာဆိုရင် grade 10မွေးထားတဲ့ celebrity တယောက်ဖြစ်တယ်သူနဲ့သူခွေးပုံကိုလည်း social media မှာမကြမ်းမကြတင်တယ်နောက်တစ်ခုက Cameron Diaz ပေါ့ Cameron Diaz ကလည်းသူ့မှာ grade 10တွေရှိတယ်သူကလည်းအာဝုချစ်သူပဲသူလည်း grade 10တွေမွေးထားတယ်နောက်တစ်ခုက grade 10ဆိုရင်ကျွန်တော်တို့ကလေးတွေကလေးကကျွန်တော်ကြည့်ခဲ့ Walt Disney cartoon တွေက Scooby Doo ကလည်း grade 10ပဲ grade 10ဆိုတာကဗျာဟိုရဲရင်နဲ့စစ်တီတော်ပဲဒါပေမဲ့ Scooby Doo ကျတော့ဒီကောင်ပေါ်ကြောင်ကြောင်ဖြစ်နေတာပေါ့ပေါ်ကြောင်ကြောင်ဖြစ်ပေမဲ့လို့ဒီကောင်ကဒီသခင်ကိုတိတတ်တာသူညံကောင်းတာပြီးတော့သစ္စာစောင့်သိတာလေတာဒါတွေကြတော့ grade 10ရဲ့ဝိသေသလက္ခဏာတွေတွားပြီးတော့ကိုက်ညီနေရပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ Mama Duke ဆိုတဲ့အစီအစဉ်လေးတစ်ခုရှိရဲအဲ့ဒီအစီအစဉ်မှာကြတော့ဒီချစ်စရာကောင်းတဲ့ grade 10ကြီးသူခန္ဓာကိုယ်ကြီးကြီးတဲ့အတွက်သူမတော်တရော်ဖြစ်တာတွေကိုဟိုအစီအစဉ်တင်ဆက်တာအနေနဲ့ဟာတာတွေဗီဒီယိုတွေတင်တယ်အဲ့ဒီမှာလည်း grade 10တွေကနာမည်ကြီးတယ်နောက်တစ်ခုကကြတော့ Giant Jaw ဆိုတဲ့ကောင်ရှိတယ်ဒီကောင်ကတော့ American ရဲ့ဟို Greenwich စံချိန်မှာကမ္ဘာအကြီးဆုံးခွေးတစ်ကောင်အနေနဲ့မှတ်တမ်းတင်ခဲ့တယ်သူ့ရဲ့အရက်ကြောင့်မို့လို့လေလူတွေကပို့ပြီးတော့ကြတော့ grade 10ဆိုပြီးတော့ပို့ပြီးသိလာကြတာဖြစ်ပါတယ်နောက်တစ်ကောင်ကတော့ Zeus ဆိုတဲ့ grade 10ပဲသူ့နာမည်က Zeus ဒီကောင်ကလူပေါ်ပကုံးပေါ်မတ်တက်ရက်ပြီးတော့ဗတက်ရက်လိုက်တဲ့ချိန်ကျရင်သူ့ရဲ့အရက်ကြီးကအရှည်ကြီးပဲအဲ့လိုနဲ့ Zeus ကလည်းနာမည်ကြီးတယ်ဒီကောင်ကနတ်ဖျားနာမည်နဲ့ grade 10တစ်ကောင်ပဲဖြစ်ပါတယ်အဲ့တော့ grade 10ဆိုတာကတော့ကျွန်တော်ပြောသလိုပဲဟိုးအရင်စစ်တီတော်ဘဝကလေးကနေပြီးတော့ကြတော့လူတွေနဲ့အတူနေလာတယ်လူတွေရဲ့အဖော်မွန်တယောက်အနေနဲ့သူတို့ဖြတ်တန်းခဲ့တယ်စိတ်ကြည်နဲ့ဆရာလည်းကောင်းတယ်ဒီနေ့ခေတ်မှာလည်းလူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးတယ်တကယ်ကိုချစ်စရာလည်းကောင်းတယ်ပြီးတော့ကြတော့အကောင်ကြီးသလောက်တိမ်မွေ့တဲ့အာဝီရွယ်ဖြစ်ပါတယ်အဲ့တော့တမိုင်းယဉ်ကျေးမှုကစပြီးတော့ကြတော့ဒီဘက်လူနေမှုအစဉ်တန်းထိကျွန်တော်တို့အတွက်ဆိုရင်တော့အဖော်မွန်ကောင်းအနေနဲ့ရက်တည်နေတဲ့အာဝီမျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျားတို့ grade နဲ့ပတ်သက်လို့ဘယ်လိုမြင်လဲ comment ထဲမှာရေးခဲ့ကြပါဦးတခြားသိချင်တဲ့မျိုးစိတ်ရှိရင်ကျွန်တော် comment မှာတောင်းဆိုနိုင်ပါတယ်နောက်ထပ်အာဝမျိုးစိတ်ဗီဒီယိုတွေကျွန်တော်ဆက်ပြီးတင်ပြသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်